ရမကြည့်နဲ့မြုံနဲ့ရှေးတုန်းကကျောင်းသားလေး2ယောက်ကဘုန်းကြီးတစ်ပါးမြောက်တယ်5ပါးမှောက်ရောဘောပြေးသားကျောင်းသား2ယောက်ကနောက်ကဘုန်းကြီးတစ်ပါးကရှေ့ကအလှကပြန်လာကြပြောတယ်ကျောင်းသား1ယောက်ကမကားဘူးမကြားဘူးကဟေးဘုန်းကြီးတဲ့ငါဘုန်းကြီးကလမ်းသွားမြတ်နေကွာအခုတော့ခတ်တော့လေးလှမ်းပေးရဟုတ်ကဲ့ကွာငါဘုန်းကြီးကသိမသွားတယ်မင်းကြည့်ကွာလို့မဲအခုတော့လှမ်းကျောင်းသားတွေကမြောက်နာငါဘုန်းကြီးပြန်လဲကွာမဘုန်းကြီးပြန်လဲကွာနောက်ပိုင်းကိုတော်တော်အေကတိပခုံးတင်ဒုံဆိုင်ရဒုံဆိုင်တော့ရှေ့ရတကတယောက်ကလှမ်းပြောတယ်ကိုတော်ဘုန်းကြီးကဘယ်နဲ့ပြေးတာကိုတော်တို့ကြည်ညိုစရာမဖြစ်အောင်ဘုန်းကြီးကဘယ်နဲ့တော့ပြေးတာတော့ဒီတော့ဘုန်းကြီးကဘာပြောတော့ဟာတကနင်းဖွေလေးတွေကနောက်ကမြောက်ပေးမြောက်မသိရတဲ့ပြေးတာသူတို့လည်းသူတို့ပါပဲဗျကျွတ်တကြဏီကမဖွားဤတဲ့80ကျော်ပြီသူ့ယောက်ျားကြီးကဦးမြင့်တဲ့သမီးလေးတယောက်မွေးထားမိအေးတဲ့တယောက်တည်းနောက်တရားနာပြည်သားအဖိုးကြီးကသေသွားရောအဖိုးကြီးသေသွားတော့မိအေးသူမကြိုက်တဲ့သမက်နဲ့ရရောသူသဘောမတူတဲ့ယောက်ျားနဲ့ရတော့နင်တို့နဲ့မနေဘူးငါယဟန်တန်ငါနာသေမယ်ဆိုပြီးတော့80ကျော်ဖွားကြီးကျွတ်တူကြောင်းရောက်ဘုန်းကြီးတွေနဲ့နေပါများတော့လေတရားနာပြည်သားပြောဆိုကစဘသူကခေါ်လိုက်ဖွားဤဘုရားခင်ဗျားထမင်းစားပြီလားတပည့်တော်မှပြီးပြီဗျာဘုန်းကြီးတွေနဲ့အနေများတော့မှားကုန်တာပေါ့နောက်တရားနာပြည်သားဒီလိုနေရင်နဲ့သူသဘောမတူတဲ့သမက်ကသေရောပြုသမက်လည်းသေရောဟောသေတာကတယောက်တည်းလေ3လောင်းဖြစ်အောင်ငူ3လောင်းဖြစ်အောင်ငူတယ်သေတာကသမက်တတာက4နောက်ဆုံးဘုန်းကြီးပြန်နဲ့သိဟုတ်တယ်သေတာကသမက်တတာကလင်နောက်ဆုံးဘုန်းကြီးပြန်နဲ့အဆုံးသတ်နားထောင်ကြည့်သေတာကသမက်ငိုလိုက်ပုံကနားထောင်မောင်ကြီးမြစ်ကဲအဖွားကြီးကိုဗျ80ဆိုတော့မောင်ကြီးမြစ်ကဲတပည့်တော်မှလာကြည့်လဲပါဘုန်းကြီးပြန်နဲ့အတတ်ဒါကြောင့်တလောင်းနဲ့သုံးမသာဖြစ်အောင်ငိုပါတယ်ပြောမှာအနန္တ5ပါးကိုရှစ်ခိုးပါ၏ဗျာကြသွားပြီဒီကနေ့ငုတ်တုတ်ကြီးတွေမတွေ့ရအဆင်ပြေသွားပါပြီကျင်းပတဲ့ပွဲကြီးက9ကြိမ်မြောက်ရန်ကုန်မြို့ဖဆပလစံပြကွက်တစ်ကနေပြီးတော့ဝိပဿနာတရားပွဲကြီးဆိုတဲ့စလုံးကြီးတွေရေးထားလို့ဘုန်းကြီးမနေ့ကတောင်မှပြောမိပါတယ်ခေါ်ရမှာခက်လန့်ပဲလို့ဘာဖြစ်လို့တော့ကြီးညာထားတဲ့ရေးထားတဲ့စလုံးကြီးကဝိပဿနာတရားပွဲကြီးကျုပ်ဟောနေတာကနိုင်ငံကျော်ဆိုပတိဘလုံးရှုပ်ထွေးကျော်သို့တော်လည်းပဲတရားနာပရိသတ်ဒီလောက်များတဲ့လက်ခံမှုကိုကြည့်လိုက်ရင်ဖြင့်ကျွတ်တို့ကလည်းနှစ်ပိုင်းဟောမှသင်လိမ့်မယ်လို့နောက်ရှေ့ပိုင်းဝိပဿနာဟောနေကြပါတရားနာပရိသတ်နှစ်20လောက်ရှိပြီတရားဟောလာတာဝိပဿနာမပါပဲမဟောပါမနေ့ကကျုပ်အယောင်နောက်ကြလုံးလို့ဒီကနေ့တရားနာပရိသတ်အားလုံးမြင်နိုင်လောက်တဲ့ဥပမာနဲ့ဝိပဿနာပိုင်းဆိုင်ရာဒီခန္ဓာဝန်ကြီးကိုယွန်မုန်းပြီးတော့နိဗ္ဗိန္ဒဉာဏ်နဲ့ပေါ်ပေါက်စေနိုင်တဲ့ခန္ဓာဘာရကျုပ်တန်ရုပ်ပါဠိတော်မှာထုတ်ခေါ်ပါမယ်ဗျာခန္ဓာဘာရရှင်ရဝိပဿနာဆိုပြီးတော့အဘိဓမ္မာလည်းမဟုတ်ဘူးဗျာမအောင်မေ့ပါနဲ့သုတ်တန်ဆိုတာခင်ဗျားတို့နဲ့အသင့်လျော်ဆုံးကဲနားလည်တဲ့နည်းနဲ့ကျုပ်ဟောရမှာပေါ့နောက်ကလိုက်ဆိုကြစမ်းအလုံးဘာရဟဝေပြည့်စက်ခန္ဓာဘာရဟာရောဟိပုဂ္ဂလောဘာရဒါနံဒုက္ခံလောကေဘာရနိခေပနံဒုက္ခဒါပါဠိရှိသေးတယ်နော်ဒီဂါထာတစ်ပုဒ်နဲ့ကျုပ်အဓိပ္ပာယ်စုံအောင်ဟောကျုပ်မှနာမည်အဖြစ်ခံနေရတာက
ဂျာနီကန်ဆရာတော်တရားနားထောင်လိုက်ငိုချင်းချနေတာပါကွာကျုပ်အပေါ်ပဲတောင်းအတင်ခံရဝိပဿနာတရားတိတ်ခွေတချို့မနာရဘူးဘယ်နာရမရုံတရားနာပြိဿရဲ့ကက်ဆက်တိတ်ရကောတာဖမ်းတဲ့လူတွေကဝိပဿနာဖမ်းမှဖမ်းမယ်ဝိပဿနာမဖမ်းလို့သူတို့အပြစ်တင်ရမလားလို့ဆိုတော့တင်လို့မရပြန်ကက်ဆက်အငှားဖွင့်တဲ့လူတွေကငှားတဲ့လူတွေကဝိပဿနာတိတ်ခွေတင်လိုက်တော့အိုးအဲ့ဒါကြီးပြင်းစရာကောင်းလို့ငိုချင်းပါတာချရဆောင်တောင်းတင်ရင်တင်တော့ကျုပ်လာအတင်ခံရကျန်ဒီကတရားနားထောင်လိုက်ငိုချင်းချနေတာပါကွာတချင်းဆိုနေတာပါကွာတချင်းဆိုတာတော့ကြားဘူးတော့လည်းပြောပေမယ်ဗောဒါကြောင့်ရန်ကုန်မှာဒီနှစ်တစ်ခေါက်ရောက်ပြီးနောက်နှစ်လည်းဟောဒီကတရားလင်းချောင်းကြလောက်ဤရွယ်ချက်ရှိပါတယ်တပေါင်းလာတဲ့မှာဒါကြောင့်တရားနာပိဋကနောက်နှစ်တွေလည်းပဲကျုပ်ဝိပဿနာဟောပေးပါဦးမယ်ဒီကနေ့တော့ဇတ်ထုတ်ကြီးကလည်းတပိုင်းတစားကျန်နေလို့ခန္ဓာဘာရတုတ်တံကိုမြင်လွယ်တဲ့ဥပမာဟောတော့မှဖြစ်သဖြင့်ဂိုင်းတရားနာပိဋကရေအဓိပ္ပာယ်လေးပြောပါဠိကိုအနေရွနေနည်းနည်းကြာမှဆိုလို့နောက်ပိုင်းချိန်ရရင်ကျုပ်ရွတ်သွားတော့ကျုပ်ကတော့ပါဠိများများဆန်းစားတော့မရွတ်နိုင်ဘူးနော်မရွတ်နိုင်ဘူးဆိုတာမရွတ်နိုင်လို့လားမဟုတ်ဘူးမရလို့ဘာလို့မရတော့ဆိုကြက်မှမကြက်ဖဲနဲ့ဘာလို့မကြက်တုံးဆိုတော့ကျုပ်ကအပြင်းထူတဲ့ဘုန်းကြီးညံကလည်းသိမ့်မကောင်းဘူးပိဋကရဲ့ဩဒါကြောင့်ဟောဒီရန်ကုန်မြို့နာမည်ကြီးနေတဲ့ဝိပဿနာပါဠိတော်ဟောစဉ်ဟောနေတဲ့ထူးကြီးဆရာတော်ဥနိတရနဲ့ကျုပ်နဲ့ညင်းကြောင်မှာဆုံမှုပါကျုပ်တဲ့ကြီးတဲ့ထူးကြီးဆရာတော်ကဥဇတိလာအတန်ကောင်းလှတယ်ပြောတာတဲ့လူကိုယ်တိုင်လာတွေ့နေရဘယ်နှဝါရှိတော့နဲ့မေးလို့ကျုပ်နဲ့တွေ့လို့ဒီတော့ဆရာတော်ရဲ့ငယ်မှာပါဗျာမေးစီတော့လည်းငယ်ပါတယ်ဒီတော့လည်းဗျာလို့ဆရာတော်နဲ့တွေ့ရဝမ်းမြောက်ပါတယ်အတန်ကောင်းဆိုပေမဲ့လို့တပည့်တော်တရားဟောနေရတာကဓမ္မကတိကထဲမှာအောက်ဆုံးလေကထစ်ပါဗျာလူတွေလိုအပ်နေတဲ့လှေကားတက်ပြီးတဲ့ဓမ္မကတိကပါဗျာတပည့်တော်တို့ကနောက်ပေါက်ကလေးသူငယ်လေးတွေနာခြင်းအောင်နာနိုင်တဲ့နာဖြစ်လာအောင်ဘယ်တော့မှတရားပွဲမကတ်တဲ့ကလေးတွေတရားပွဲရောက်လာအောင်ဘယ်တော့မှတရားမနာဘူးတဲ့စာမတတ်တဲ့မိမတွေတရားပွဲရောက်လာအောင်ပြီးတော့ဒီလိုဆွဲဆောင်ပြီးတော့ဟောရပါတယ်ဗျာလို့ဒါကြောင့်ဘုရားကြီးတော့တရားကတော့ဖြင့်အရှင်ဘုရားတို့ဟောတဲ့ဝိပဿနာမဲ့ပေါက်ဖို့ဝင်တရားတွေနာနိုင်အောင်တပည့်တော်တို့ကလှေကားတက်ပေးပြီးတော့တရားနာတဲ့အကျင့်ရလာတော့မှအရှင်ဘုရားတို့ထံနာနိုင်အောင်အရှင်ဘုရားတို့ပဲရိုက်ပို့ပေးနေရတာပါဗျာလို့ကြုတ်လျှောက်ဘူးပါဒီတော့ထူးကြီးဆရာတော်အမိန့်ရှိဝမ်းသာတဲ့ဥဇတိလရေတဲ့သာသနာကိုပြုနိုင်တဲ့ဘက်ကကြိုးစားပြုပါဗျာမှန်လားပါတပည့်တော်ဆရာတော်လူလဲပါဠိတော်လေးတဲလည်းမကျင့်နိုင်ဟောလည်းမဟောနိုင်ဘူးဗျာအမလေးကျုပ်ပါဠိတော်တွေကျက်ဟောသလိုခမည်းမဟောနိုင်သလိုခမည်းလူလဲကျွတ်တူအချင်းဆိုလို့မရဘူးတဲ့ထူးကြီးဆရာတော်ကဒါကြောင့်သာသနာပြုတာကိုနိုင်တဲ့ဘက်ကပြုတာပြုပါတဲ့သာဓုသာဓုသာဓုလို့ခေါ်ပါတယ်ပြိဿထူးကြီးဆရာတော်နဲ့ကျုပ်တွေ့ဘူးပါဒါကြောင့်တရားနာပြိဿကျုပ်အနေနဲ့ကတော့ဖြင့်အဲဒီလိုဉာဏ်ကောင်းပြီးတော့ဘဝဘဝကပါလာတဲ့ပါရမီတော်တွေနဲ့ဟောနေတော်မူတဲ့ပါဠိတော်ထကရာတိကားတွေညှိနှိုင်းလို့ရုပ်ဖတ်ပြီးဟောတဲ့ဆရာတော်တွေတစ်ပိုင်းကရှိနေပါသဖြင့်ထိုဆရာတော်တွေရဲ့တရားဝိပဿနာတွေကိုနားနိုင်အောင်ကျုပ်ကတော့လှေကားလေးတစ်စင်းလောက်တက်ပြီးပါရစေလို့ကောင်းမှုလားပြိဿကြီးကျုပ်တရားပွဲကလေးတွေအိမ်ဆောင်ထားလို့မရဘူးနော်လူကြီးတွေမျောတာမမျောတာအပထားမလေးကျုပ်ကားဝင်လာတော့ဟာဂျာနီကာချာတော့ပါလာတယ်ကွာဟေးနာချလိုက်ကွာအမွေကျုပ်ကြားတယ်နားတယ်တကယ်ပါကျုပ်လောက်ချပြောတာမဟုတ်ပါဘူးကားမောင်းတဲ့တကားဒီမွေးကြီးကလေးတွေကစကျုပ်မျောကြဘာလို့လဲသူတို့ကြိုက်တဲ့ဓာတ်စာလေးတွေပါတကူအဲဒီဘုန်းကြီးတရားနာရတာမဆိုးဘူးကွာတဲ့ပြင်းဘူးကွာတဲ့မ
ရည်စရာလေးတွေလည်းပါလာကွာတဲ့တခါတခါသချင်းလေးကဆိုလိုက်သေးဗျာမနောက်ပိုင်းငိုချင်းချကြငါမျက်ရည်ကိုဝိုင်းလာတာဗျာဒါကြောင့်ဒီကလေးတွေဒီတရားဝဲရောက်ဒါကြောင့်စောစောကဓမ္မခောသကကျွတ်တို့ပင်စင်စားပေါ့လေဟိုဥမောင်မောင်ကြီးကကျုပ်လျှောက်ပါတယ်ဒါလေးတွေထည့်ပြီးတော့ချီးမြှင့်ပါဗျာတဲ့ကျုပ်လည်းအများတန်းထည့်နေတဲ့တကားကြီးလို့ငါဒါကြောင့်တရားနာပိဋကရဲ့ဒီကလေးသူငယ်တွေသူတို့ကြိုက်တတ်တဲ့ဓာတ်စာလေးကျွေးပြီးတော့ဟောဒီလိုတရားဝဲကြီးရောက်လာတော့မှကျွတ်တို့လိုချင်တဲ့ပုံစံကိုသွင်းယူရမှာပြုတ်မှန်ရလားပိဋကကြီးဒါကြောင့်ကျုပ်ကတော့ဖြင့်ဂါထာတပုတ်ထဲနဲ့နားလေတဲ့တန်ရုပ်ကိုထုတ်ဟောတာဖြစ်တော့ဂိုက်တရားနာပိဋကမြန်မာလို့ဆိုကြစို့ဆိုစမ်းလက်ချိုးပြီးတော့ခန္ဓာ၅ပါးသည်ဝန်တုပ်နဲ့တူတယ်ပုဂ္ဂိုလ်တ attva သည်ကူလီနဲ့တူတယ်ခန္ဓာ၅ပါးကိုထမ်းရခြင်းသည်ဆင်းရဲတယ်ခုမှ၃ကြောင်းရှိသေးတယ်နော်ရှည်လို့ဖြတ်ဆိုပေးတာခန္ဓာ၅ပါးထမ်းရခြင်းသည်ဆင်းရဲတယ်ဆက်ဆိုလိုက်၃ကြောင်းတော်ပြီ၃ကြောင်းရှိပြီလို့ပြောတာကြာသူတို့ကဆိုခြင်းနေနောက်တစ်ခုဆိုလိုက်ခန္ဓာ၅ပါးအစပြောက်စွန့်ပြစ်ရခြင်းသည်ချမ်းသာတယ်၄ကြောင်းမြဘယ်နှချောင်းတော့ပိဋကကြီးကျုပ်ဆိုပေးတာလေးနောက်ဆုံးတစ်ပိုက်ကိုနားထောင်ကြည့်ခန္ဓာ၅ပါးစွန့်ပြစ်ရခြင်းသည်လို့တမန်ကရှံကဆိုပေးလိုက်တာမဟုတ်ဘူးခန္ဓာ၅ပါးအစပြောက်စွန့်ပြစ်ရခြင်းသည်ချမ်းသာတယ်ဒီလိုဆိုပေးအစပြောက်လေးကိုစဉ်းစားတော့ကြခန္ဓာ၅ပါးစွန့်ပြစ်တာနဲ့ချမ်းသာတယ်ထင်ရင်ဒီဘဝသေးကုန်တဲ့လူတွေချမ်းသာတယ်ထင်မှာစိုးလို့အစပြောက်ထည့်ပေးလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေခိုးအောင်ရဖြစ်တဲ့ဟောဒီခန္ဓာကြီးယုံနံခန္ဓာကြီးတရားနာပိဋကကြီးအစပြောက်စွန့်တဲ့နိဗ္ဗာန်ရောက်မှချမ်းသာမှာပါကလားလို့နိဗ္ဗာန်ချမ်းသာကိုပေါ်စေခြင်းလို့အစပြောက်ထည့်ပေးတယ်ဗျသဘောပေါက်ရလားပိဋကကြီးကိုင်းတာဖြင့်နောက်ကမလိုက်နဲ့ရသောမှစံကျုပ်ဖဲပြောတော့ခန္ဓာ၅ပါးသည်ဝန်ထုံနဲ့တူတဲ့ပုဂ္ဂိုလ်တ attva သည်ကူလီနဲ့တူတယ်ခန္ဓာ၅ပါးထမ်းရခြင်းသည်ဆင်းရဲတယ်ခန္ဓာ၅ပါးအစပြောက်စွန့်ပြစ်ရခြင်းသည်ချမ်းသာတယ်မှန်နော်တစ်ခေါက်ပြောဦးမယ်ဘုန်းကြီးထပ်ပြောနေတို့ခိုင်းတော့မှပဲသိထားငုတ်တုတ်တိထားရမနေနဲ့သူများဖြေတော့မှကိုအာကြီးတွေဖြစ်နေအောင်ခန္ဓာ၅ပါးသည်ဝန်ထုံနဲ့တူတယ်ပုဂ္ဂိုလ်တ attva သည်ကူလီနဲ့တူတယ်ခန္ဓာ၅ပါးထမ်းရခြင်းသည်ဆင်းရဲတယ်ခန္ဓာ၅ပါးအစပြောက်စွန့်ပြစ်ရခြင်းသည်ချမ်းသာတယ်ကဲတစ်ခေါက်လိုက်ဆိုပြီးခင်ဗျားတို့အလွတ်ခိုင်းမယ်လိုက်ဦးနောက်ကခန္ဓာ၅ပါးသည်ဝန်ထုံနဲ့တူတယ်ပုဂ္ဂိုလ်တ attva သည်ကူလီနဲ့တူတယ်ခန္ဓာ၅ပါးထမ်းရခြင်းသည်ဆင်းရဲတယ်ခန္ဓာ၅ပါးအစပြောက်စွန့်ပြစ်ရခြင်းသည်ချမ်းသာတယ်ကဲဆိုကြည့်စမ်းခင်ဗျားတို့ဟန်ကြတဲ့လူတွေလည်းကြားတယ်ချိုးအနောက်ကဝါတယ်ဝါပါကိစ္စမရှိပါဘူးကြာဝါကြည့်တာဘူးခန္ဓာ၅ပါးဝါလိုက်နေကြုတ်ကြားသားပဲဘသူရလို့ဆွဲထုတ်ပြမကောင်းလို့ကောင်းလည်းမပြပါဘူးဝါတဲ့လူတွေအများကြီးဖြစ်နေတော့ဒီထဲတချို့ကခန္ဓာ၅ပါးအရင်စွန့်လိုက်တဲ့လူကရှိသေးကြားသားပဲကြုတ်လည်းနားနဲ့ဒါပေမဲ့လို့မှားသွားတော့ယော်ရသလားပိဋကကြီးမယော်ရတော့မှန်ဖြေတာကိုကြုတ်ကျင်တတ်တဲ့ဘုန်းကြီးဆိုတော့ဖြေတယ်ဖြေပါဠိတော်ခင်ဗျားတို့မှကြုတ်ပြင်ပေးမှာပေါ့ကြုတ်မှလည်းပြင်မထားနဲ့ခင်ဗျားတို့ကပြင်ပေး
နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးကမှားပါဘူးမအောင်မင်းနဲ့စကလုံးတွေများများပြောတော့စူးပုတ်ရွက်ခူးတဲ့လူလိုကျုပ်တကိုင်းကိုင်းတော့ညှိတတ်တယ်နော်အမှားမကင်းဘူးအမှားမကင်းသေးလို့ပုထုဇဉ်ခေါ်တာပေါ့ဒါကြောင့်ပြုလို့ရတဲ့ဘုန်းကြီးပြင်လို့ရတဲ့ဘုန်းကြီးပြန်ကျုပ်လည်းပြင်မထားနဲ့ခင်ဗျားတို့မှကျုပ်ပြင်ပေးမယ်ကျုပ်မှခင်ဗျားတို့ပြင်ပေးကြဖေကြီးမေကြီးတို့ကဲဒါဖြင့်ကောင်းပြီရသွားရင်အဲ့ဒီလေးခုကကျွတ်တို့ခုနှစ်ကပါဠိရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလေးနားလည်အောင်ပြောပြလိုက်တော့အိမ်ပါသွားပြီပြုတ်ပြေးတာကြီးပါမသွားဘူးလားဒီလိုအိမ်ပါအောင်မပြောဘဲနဲ့ကျုပ်ဖာကျုပ်ရှောက်ဟောသွားမယ်ဆိုရင်ဘေခွေငါခြေသားဟောင်းတာတို့ပြင်ဆက်ခန္ဓာယုတ်ဝဒနာသင်္ညာသက်ခါရဝိညာဏကိုငါပြပေါင်းစုငါခုမှဆိုငါခန္ဓာသည်ဟဝေဧကံစင်းစစ်ပါရာဟာတော်လေးလန်လှသောဝန်တို့ဝန်ဘိုးကြီးမြေကြဘေကုံဤဆိုခမရတို့သူတနာပါလို့တော့ကြားလိုက်ရပါရဲ့နဥပါလက်ခိတအိမ်တို့ပါအောင်မမမီသွားရောအဲ့ဒါကျုံလည်းမောကျုံနာပါခင်ဗျားတို့လည်းညောင်းကျုံနာပါမလားဒါကြောင့်တရားနာပရိသတ်ကျုပ်ရှိကလှေကားတက်ပေးမယ်ဗျာရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေရင့်ကျက်တဲ့တရားနာနိုင်အောင်လို့ကျုပ်တရားကလတ်တဲ့တော့မအောင်မင်းနဲ့မကြားခြင်းသေးနည်းနည်းလေးနားပိတ်ထားကြားခြင်းတဲ့ခါဖွင့်ထောင်းဒီလိုဟောမှာပဲတရားနာပရိသတ်ကျုပ်တောင်းမှမိသားပါဗျာမှန်လားပရိသတ်ကြီးဒီတော့ခန္ဓာ၅ပါးကိုဝန်တုံးနဲ့တူတယ်တဲ့ဘုရားကဒီခန္ဓာ၅ပါးကိုထိုင်ရခြင်းသည်အမတန်ဆင်းရဲတယ်ပရိသတ်ကြီးမဆင်းရဲဘူးလားကဲမေးအောင်မယ်တရားနာပရိသတ်ဒီခန္ဓာ၅ပါးကိုဘုရားကိုယ်တော်မြတ်ကဘာရလို့ဆိုတော့ဝန်တုတ်ကြီးလို့ဆိုတော့လေးသလားပေါ့လေးတယ်ခန္ဓာဝန်ကြီးထိုင်ရတချို့အပြောမှာပေါ့ရှင်မရမလေးပါဘူးတပည့်တော်တို့တရားနာခြင်းလို့အိမ်ကထွက်လာဒီရောက်လာဘယ်လေးတုံးဒီတော့အိမ်ပြန်သွားလည်းရတယ်ဗျမန်းလေးသွားခြင်းလည်းရတယ်ဗျမော်လမြိုင်သွားခြင်းလည်းရတယ်ဗျမလေးပါဘူးဗျလို့ဒီလိုအောင်းမေ့ခြင်းအောင်းမေ့ခင်ဗျားတို့ခန္ဓာကိုယ်မှာပါနေတဲ့ခြေလက်နာအစရှိတဲ့ရုပ်ခန္ဓာကြီးထမ်းရတာလေးတယ်လို့ကြုတ်ဆိုလို့ရင်မဟုတ်ကဲနည်းနည်းတော့ပြောရအောင်လေလေးပုံလေးပရိသတ်ကြီးလူရဲလို့ဖြစ်လာတော့ဟောဒီခန္ဓာဝင်ကြီးကိုရလာတော့ပရိသတ်ကြီးပါဇက်မပါဘူးလားပါဇက်ပါတော့ဒီပါဇက်ကမစားဘူးလားစားတော့စားစရာတွေမရှာရဘူးလားစားစရာတွေလွယ်လွယ်နဲ့ရသလားဘာပြောခြင်းသေးစားရမှုရှာရတဲ့ဒုက္ခတွေခန္ဓာရဲ့အတွက်လေးပုံနဲ့ကြုံမြင်အောင်ပဲပြောနေပါတယ်ကဲတရားနာပြည်သားကြီးဒီခန္ဓာကြီးပါလာတော့ဟိုခင်ဗျားတို့စားစရာရှာမစားရဘူးလားနွားတွေလို့အလိုလျောက်ပေါက်နေတဲ့မြက်တွေကောက်ဝါလို့ရပါမရဘူးဆံကိုကျွတ်တို့ထမင်းဖြစ်အောင်ချက်ပြီးစားရတာဆံကဒီတိုင်းမဖြစ်ဘူးစိုက်ရတယ်နှုတ်ရတယ်ရိတ်ရတယ်ထုံးရတယ်ကြိတ်ရတယ်လွယ်ရလားပြည်သားကြီးဆံရလို့ထမင်းတစ်ခုတည်းစားလို့ဖြစ်သလားဖြစ်ဘူးဗျာကဲဟင်းနဲ့ချက်လိုက်ရသေးချက်ရဘူးလားပြည်သားကြီးဟင်းကိုမဲရအောင်မပြည်သားကြီးချင်းရင်ဟင်းနဲ့စားခြင်းသလားပဇွန်တို့ကွေးကြီးနဲ့စားခြင်းပဇွန်တို့ကွေးကြီးရလကားရပါဈေးရဲသွားမဝယ်ရဘူးလားလေးပုံနေတော့လေးပုံနေဒါကြောင့်စားရမှုအတွက်လုံးရခံရရှာရဖွေရပြန်သည်ဝေရမှုကြတော့လာပြန်ပြီခမရတို့လူရလို့ဖြစ်လာတော့ခွေးတွေနွားတွေကြက်တွေငှက်တွေလို့အဝတ်စားမဝတ်ဖဲနေပါမလားခမရတို့ဝေရတယ်ဘာဖြစ်လို့ဝေရရှက်လို့ဘာဖြစ်လို့ဝတ်တော့အញ្ញပြနှမများမှတ်သွားကြလူဆိုတာရှက်တတ်တယ်လူဆိုတာဘာလဲတော့ဟဲ့လူဆိုတာကြောက်တတ်တယ်လူဆိုတာမကြောက်တတ်ဘူးလားရှက်တယ်ကြောက်တယ်ဆိုတဲ့ဟိရိဥတ္တပဒေဝဓမ္မတရားနှစ်ပါးရှိမှလူလို့ခေါ်တယ်အရှက်အကြောက်ရှိမှတိုင်းပြည်ကြီးပွားနိုင်တယ်ဟေးအရှက်အကြောက်မရှိရင်တိုင်းပြည်ကြီးပျက်စီးနိုင်တယ်ဓမ္မဒိဋ္ဌာနောဓမ္မဒိဋ္ဌာနောဒါကြောင့်အရှက်ကြောင့်မရှိတဲ့လူတွေရှက်ကြောင့်ရှိကြပါစေခြင်းကဘယုတ်ဒုက္ခမနေအောင်မထိုင်အောင်လဲကျွတ်တို့မြန်မာနိုင်ငံအစိုးရကဥပဒေတွေနဲ့နှိပ်ကုမနေဘူးလားပြည်သားမရှက်တဲ့လူတွေရှက်လောင်မကြောက်တဲ့လူတွေကြောက်လာအောင်လက်ထိတ်ခတ်တန်ခအချုပ်ထဲပိုးတန်ပုတ်ထောင်ချတန်ချလို့ရဘူးလားပြည်သားကြီး
သူတို့ကအာနာစက်တင်နဲ့ဒီလိုလှုပ်ပြန်တော့ကျွတ်တို့ကဓမ္မစက်နဲ့တစ်ဖက်တစ်လမ်းကတိုင်းပြည်ကြီးဝါအောင်ကူညီရပြန်တယ်မှန်ရလားပြည်သားကြီးဒါကြောင့်ရှက်တတ်တယ်ရှက်လို့ဝတ်တာပေါ့ကဲဆိုကြပါစို့ဗျာရှက်လို့အဝတ်စားတော့ဝတ်ပြီးပြီစားရမှုဝတ်ရမှုတော့ပြီးပြီဆိုကြပါစို့အဲ့တော့ကောပြည်သားဟိုမြေကြီးပေါ်တရိษံနေလို့ဖြစ်တယ်လို့ဖြစ်ကြတာဆံများအိတ်တယ်အဲ့ရအောင်ဘာဆောက်ရအိမ်ဆောက်ရပြန်တယ်အိမ်တောင်ပြည်သားကြီးဆောက်ပြီးတော့ဟိုလဟာပြင်းကြီးထားသလားအကာသလားဘာလို့လို့ကာပါလိမ့်တချို့ကရှက်လို့တချို့ကလေတိုင်းမှာဟုတ်သားပဲအကုန်လုံးပေါ့လေတိုင်းမှာလဲဆိုရတယ်ဥရုရဲ့ဓာတ်ခံနိုင်အောင်လဲလုပ်ရတယ်အမိုးလဲမိုးရတယ်ပြီးတော့အကာလဲကာရတယ်ရှက်တယ်လူတွေအမလေးအကာကာရာတောင်တရားနာပြေတာဟောအတွင်းကြတော့အခန်းလေးလုပ်သေးဗျာဘာပြုလို့ရှက်လို့ပြီးရောပေါ့ကွာနော်ဟဲ့ငါကြီးများနမဗျာလူဆိုတာရှစ်တက်ရပါတယ်ကြောက်တက်ရပါတယ်အခန်းကလေးလှုပ်တာတောင်မှတကားပေါက်လေးပါလိုက်သေးသည်ဘာပြုလို့ပိတ်ချင်ပိတ်ထားရအောင်ဘာပြုလို့ပိတ်ပါလေလုံအောင်မင်းတို့ရှက်လို့ကြီးရန်တုံနေကွာလေးတွေကရှက်လို့ကြီးရန်တုံလူကြီးတွေသိခါမလုံမဲ့ဖြစ်နေရောရှက်လဲရှက်တယ်လုံလဲလုံအောင်မှန်ရလားဟဲ့မှန်တယ်ကွအမလေးအခန်းကလေးကိုတကားလေးပိတ်တာတောင်မှချင်းလောင်ထူထူလေးချလိုက်သေးသည်ဘာပြုလို့ချင်းကိုက်မှာရောက်လာရှက်လို့ကတော့ခက်နေပြီနောက်ရပြောလိုက်ကြပါရှက်လို့တလုံးတော့ကြံအောင်မှတ်ထားကြတို့လူတွေတရိษံနေနဲ့တူဘူးနော်လို့အဝဝတယ်လို့ဘာပြုလို့ရှက်လို့အိမ်ဆောက်တယ်လို့ကာရတယ်လို့ရှက်လို့အခန်းလေးလုပ်ရတယ်ရှက်လို့ဒါတော့ပါပြီတရားနာပိဿအိမ်ပေါအောင်ယူသွားကြဒါကြောင့်တရားနာပိဿကြီးအဲ့ဒီစားရမှုဝတ်ရမှုအိပ်ရမှုနေရမှုဒီအလုပ်တွေလုပ်နေရတာပိဿကြီးကြုံမင်းမဲ့ပိဿချမ်းသာသလားဆင်းရဲသလားဆင်းရဲတယ်ပိဿရဲ့ပူရာယုံနေကြည့်လိုက်ပြေးလို့လူတွေပူရာယုံနေကြည့်လိုက်ပြေးလို့ယထာဘောကြည့်လိုက်မတ်တရလိုက်ရကားဘောသွားကြည့်လိုက်မတ်တရလိုက်ရအသင်ဘောသွားကြည့်လိုက်လူနှစ်ယောက်လိမ့်ကြတယ်ကျုပ်ဇလဟောဟင်္ဒရာကဒီဘက်အကူမှာလူနှစ်ယောက်လိမ့်ကြတယ်ပြေးလို့ညက်လို့သွားလိုက်ကြတာအခါချင်းငွေများပေးရတယ်လေရင်များစီးမဲ့လူမရှိဘူးလားဆိုတော့ကြိုးဝယ်ရဒီလူတွေလှုပ်ရွရွနဲ့ကိုယ်အိမ်မှာကိုစိန်ကလေးနဲ့မနေပဲနဲ့သွားလာနေတာပျော်လို့သွားတာလားဆိုတော့မဟုတ်ဟောဒီခန္ဓာဝင်ရဲ့လေးလံတဲ့ဒုက္ခကြီးထမ်းနေရတဲ့လူတွေလို့မှတ်ကြသဘောပေါက်ရဲ့နားလည်အောင်ဟောနေတာနော်ဒီလောက်ပြောလို့မှမလဲရနီးတဲ့လူကသာနှရွက်ဆွဲလှည့်လိုက်တော့ဒါပဲကျုပ်ပြောတတ်ဒါကြောင့်တရားနာပိဿကြီးဒီခန္ဓာဝင်ကြီးကိုလေးတယ်တရားနာပိဿပိဿကြီးလေးသလားပေါ့သလားတဲ့တော်ကြီးနည်းနည်းမေးအောင်ဒီခန္ဓာဝင်ကြီးဒီလိုလေးကြီးလူဖြစ်အောင်ဘယ်သူကပေးလိုက်တုံတရားနာပိဿကလေးတွေလိုလည်းမလုပ်ပါနဲ့ကလေးတွေလူကြီးတွေကမေးတယ်ဟဲ့ကောင်လူမင်းဘာလို့လူဖြစ်လာတာတုံးနဲ့အိုးဖေးနဲ့မေးကြအောင်ပေါ့တော့ပြောတောင်ပြောနေခွန်ကားတယ်မင်းတို့အဲ့ဒါနှစ်ခုတွေမှတ်မထားနဲ့ငါပြောဟဲ့ဒီနေ့ခန္ဓာဝင်ဒုက္ခပြအောင်ပေးတဲ့တရားခံဖော်ထုတ်မလို့ငါတရားခံဖော်ထုတ်မလို့ဟဲ့တို့ကိုဒုက္ခဖြစ်အောင်ဟောဒီခန္ဓာဝင်ပေးလိုက်တဲ့တရားခံဆိုတာခေတ်စကားနဲ့နားလည်အောင်ပြောတာနော်နိုင်ငံရေးတဆန်းကြီးလောက်မဟောတတ်တဲ့ဘုန်းကြီးကဲရှေ့ဆက်ကြရအောင်တရားနာပိဿဥပမာကျုပ်ပြောခန္ဓာဝင်ပေးလိုက်တဲ့တရားခံရှာရယူဇနာတရားခရီးသွားမဲ့လူတယောက်ဆိုကြပါစို့ဘေးကကြီးဘယ်သွားမဲ့လူပါလေယူဇနာတရားခရီးသွားမဲ့လူတယောက်
သွားလိုက်တော့ရွာတရွာတွေ့ပြီဘာတွေ့ရွာထဲဝင်လိုက်တော့လူကများများမတွေ့3ယောက်ထဲတွေ့သည်ဘယ်နှယောက်မလီအဲ့ဒီရွာ3ယောက်ထဲနဲတာနော်ညပဲဒီ3ယောက်ပဲရှိတယ်အဲ့ဒီ3ယောက်ကမိတ်ဆွေခမည်းပဲသွားမလို့လဲကျုပ်ယူဇနာတရားခရီးကိုသွားမယ်ဒါဖြင့်ခမည်းကိုကျွတ်တို့အထုပ်ကြီးတစ်ထုပ်ပေးလိုက်စမ်းပါရစေနေပါဦးမြတ်ကျုပ်ကယူဇနာတရားအဝေးကြီးသွားရခမည်းတို့ထုပ်ကဘယ်လောက်လေးခွက်30လောက်လေးတယ်ယူနိုင်ဘူးပြုတ်ဝေးကြီးသွားရမှာဗျဒီတော့ပထမလူကမယူနိုင်ဘူးမလုပ်ပါနဲ့ဗျာတဲ့သူများတက်လာသွားခမည်းတို့ခြေမျိုးကအလွန်လျင်မြန်ပါတယ်တဲ့10ရက်လောက်နဲ့ရောက်နိုင်ပါတယ်ခမည်းတဲ့ယူသွားပါနားထောင်နော်ပထမလူကမြောက်နေ10ရက်လောက်နဲ့ရောက်နိုင်ပါတယ်ပထမလူကဝေးနေတဲ့ခရီးကိုနီးတဲ့ထင်အောင်ဖုံးလွှမ်းပြီးတော့မြောက်လိုက်ပါသည်ပထမလူကဝေးနေတဲ့ခရီးကိုနီးတဲ့ထင်အောင်ပြောပါတယ်ဖယားပြောလိုက်စမ်းအဲ့ဒီတိုင်းလေးဟုတ်တယ်အကျဉ်းချင်းလောင်လောင်လေးလုပ်ပါမှာပထမလူကဝေးနေတဲ့ခီကိုနီးတဲ့ထင်အောင်ပြောပါတယ်ဖယားပါတယ်ပထမလူကမြောက်လိုက်တော့သူ့စိတ်ထဲတရသွားလောက်ထင်သွားပြီတရသွားလောက်ထင်သွားပြီဝေးတာကိုဝေးမှမသိဘူးနီးတယ်လို့ထင်သွားပြီပိဿရဲ့သူ့စိတ်ထဲမှာမြောက်သွားတာမြောက်သွားတာတတ္တဝါတွေကအမြောက်ကြိုက်တယ်လူမပြောနဲ့တရိษံနေကြည့်လူတယောက်မွေဟောက်ကြီးကပပြင်းခွဲပေါက်မလို့လို့တော့သွားမြောက်လိုက်တယ်အမွေဓာတရထနဂါမင်းကြီးဘယ်ကြွားမလို့တော့ဆိုရှောင်သွားတယ်တရိษံတောင်အမြောက်ကြိုက်ဒါဝိတရိတော်ပေးခဲ့မယ်မြောက်တဲ့တန်လူတိုင်းမခံနိုင်ဘူးလို့ကျုပ်မနေ့ကပြောခဲ့ဒီကကြီးမြောက်တဲ့တန်လူတိုင်းခံနိုင်ရဲ့လားနေမလားဧည့်သည်တွေထမင်းစားရင်မိမကြီးဝိုင်းမြောက်တော်ကြီးအဲ့တဲ့ဘယ်ကလေးတွေခမရအိလာစုနေတာတို့နဲ့များလာကြီးလားတဲ့မင်းဘေးကကလေးတွေမှတ်နေလဲအဲ့ဒါငါကလေးကြီးတော့ငါကလေးကြီးတော့ဘယ်နှယောက်တုံးတော်တော်မ10ယောက်မြောက်နေတာဟိုကလည်းဆက်မြောက်တယ်တော်တော်ရဲ့တဲ့ဟိုတယောက်မှဖိတ်စင်မရှိဘူးလားတဲ့မွေးရတယောက်မှမသေးဘူးတဲ့မြောက်နေတာနော်အဲ့ဒီတည်းမခံနိုင်ဘူးဖွားကြည့်ပဲလို့ဖြစ်မယ်ဆိုတာရှေ့ဆက်နားထောင်တော်တော်ရဲ့တဲ့အကျိုးပေးတာခင်ဗျတယောက်မှမသေးဘူးအကျိုးပေးတယ်ခင်ဗျပါဏာတိပါဒသိက္ခာကိုလုံတဲ့ကလေးတွေတော်တော်ထန်လူလာဖြစ်တော်သဗျာမြောက်လို့မှလက်ဆက်မတတ်သေးဘူးမိမကြီးကဘာပြောတယ်ထင်အောင်မယ်မောင်ရင်တို့ဟောဒါတောင်သူတို့အဖေအောက်ပြေ3နှစ်လောက်သွားနေသေးတော့မြောက်တဲ့တံမခံနိုင်ပါဘူးဆိုမှငါညီမမင်းတို့စဉ်းစားကြည့်လေ10ယောက်များပါတယ်ဆိုမှ3နှစ်လောက်အောက်ပြေသွားတယ်ဆိုတော့ဒီ3နှစ်ဆိုတာ3နှစ်กว่าဒါတော့ဓမ္မခံနိုင်မှုဟဲ့အခုမြောက်ပြီးတော့သူ့စိတ်ထဲတရသွားလောက်ထင်ပြီးနေပါဦးများတဲ့ဟိုခမည်းတော်ထုတ်ကခွက်30လေးပြီးတော့အတွင်းကရွှေငွေကြောက်တံပရမ ्या တွေလားခမည်းမဟုတ်ဘူးပြောတဲ့အတွင်းကအပုတ်အသိုးတွေပါတယ်ဟာမယူနိုင်ဘူးခမည်းအပုတ်သိုးတွေဆိုရင်ယူသွားပါတဲ့ဒုတိယလူကကျွတ်တို့ခမည်းယုံကြည်စိတ်ချရမယ်လူမှုပေးတာပါတပါးသောလူဆိုပေးပါဘူးခမည်းညာတာပါတင်းနဲ့မြောက်ပြန်ပြီးရင်းသွင်းပြီးတော့ဒီပေါင်းများတဲ့လုံရင်လားတဲ့လုံဘူးတဲ့အပေါက်ကလေး9ပေါက်ပါတယ်ဟာဗျာအပုတ်သိုးတွေအပေါက်9ပေါက်မလုံရင်ယူနိုင်ဘူးပြုတ်မယူဘူးမလုပ်ပါနဲ့ဗျာတဲ့ခမည်းစိတ်ချရမယ်လူမှုပေးတာယူသွားပါတဲ့နေပေါင်းများတဲ့အပေါက်9ပေါက်ကမယုံမစည်းပဲလိုက်ကြလားတဲ့ဩခမည်းနဲ့အပေါက်ရှိမှတော့ယူချင်းယူစီးချင်းစီးထွက်ချင်းထွက်တော့မှာပေါ့ယူနိုင်ပါဘူးဗျာမယူနိုင်ဘူးမလုပ်ပါနဲ့တဲ့ခမည်းမှုပေးတာပါတဲ့ကျွတ်တွပစ္စည်းပဲမယ်လို့ကိုယ်ပိုင်ပစ္စည်းကဲ့သို့အောင်းမေ့ပြီးတော့ဟိုယူစီးထွက်ကြတာဒီတုတ်တင်ပြီးတော့ပိုးဖဲဂရီပါနဲ့ထုတ်ပြင်ပြီးတော့ယူသွားပါခင်ဗျဒုတိယလူကအထုပ်ကြီးမလိုခြင်းလိုခြင်းအောင်ပြောသည်ဗါတဲ့ပြိဿပထမလူက
တော့ကြိုးစားထားတာဟုတ်ဘူးတထိုင်နဲ့နဲနဲနော်ကြိုးစားရတာမဟုတ်ဘူးခုပြောခုမမိတ်နဲ့နော်ကျုပ်ကပြန်မေးတတ်တဲ့ဘုန်းကြီးပထမလူကဝင်းနေတဲ့ခီးကိုနီးတဲ့ထင်အောင်ပြောပါသည်ဗျာဒုတိယလူကထုတ်ကြည့်မလို့ခြင်းအောင်ပြောပါသည်ဗျာရိတ်သားကြီးပထမလူကဘယ်လိုပြောတယ်ဒုတိယလူကဘယ်လိုပြောတယ်ကဲလိုချင်သွားပြီရိတ်သားကြီးထုတ်ကြည့်ထမ်းပုဖဲကလေးပါတွေနဲ့ထုတ်တတိယလူကသူသွားရမယ်လမ်းကိုလက်ညှိုးညွှန်ပြသည်ရိတ်သားကြီးတတိယလူကဘယ်လိုပြတယ်သူသွားရမယ်လမ်းလက်ညှိုးညွှန်ပြမှန်နော်လက်ညှိုးညွှန်ပြတော့အထုပ်ကြီးထမ်းပြီးတော့ထွက်သွားပြီပေးသားကြီးလူပဲနှစ်ယောက်ကပေးတာပါလေအဲ့ဒါသူပဲထင်ပြီးတော့ပိုးဖဲကလေးပါတွေနဲ့ထုတ်ပြီးတော့ထမ်းထွက်သွားလိုက်တာနောက်ရွာတရွာတွေ့ရွာထဲဝင်တော့လူ၃ယောက်တွေ့ထုတ်ကြီးပေးမလိုချင်ဘူးပြောပထမလူကဝေးနေတဲ့ခီနီးတဲ့ထင်အောင်ပြောဒုတိယလူကထုတ်ကြီးမလိုချင်အောင်ပြောတတိယလူကလက်ညှိုးညွှန်ပြသူသွားရမယ်လမ်းဟောတရားနာပြေးသားမှန်ပြီးထွက်ခဲ့ပြီနှစ်ထုတ်နောက်ရွာတရွာတွေ့ရွာထဲဝင်လူ၃ယောက်တွေ့ထုတ်ကြီးပေးထမ်းထွက်အနောက်ရွာတရွာတွေ့ရွာထဲဝင်လူ၃ယောက်တွေ့ထုတ်ကြီးပေးထမ်းထွက်အနောက်ရွာတရွာတွေ့နဲပေါင်ထုတ်တယ်ပြေးသားကြီးထုတ်တယ်များလားမလားပြေးသားကြီးသူပိုင်လားလူ၃ယောက်ကကြီးပေးလိုက်တာခိုင်အဲ့ဒါသူပိုင်ချင်ပြီးထမ်းလာခဲ့ဒါပေမဲ့လို့တရားနာပိဋကကြီးယူဇနာတရားမရောက်ခင်အထုပ်တွေကလည်းများပြီခင်ဗျားတို့ဈေးဝယ်တဲ့လူကမှခေါင်းမောကညောင်းရင်ပခုံးကညောင်းရင်ခစောင်းကညောင်းရင်လက်လူပြဥပမာပေးတော့ရက်ကြစို့ဒီဥပမာယူဇနာတရားခရီးသွားမယ်ခရီးသွားဆိုတာကဟောဒီလူဘဝပฏิတန်နေနေတော့မဲ့ဝိညာဉ်စိတ်ကလေးကိုခေါ်သည်ခီးသွားဆိုတာဘာလဲမင်းဝိညာဉ်စိတ်ကလေးပါဗျာပေးသားကြီးခရီးသွားဆိုတာဘာပါလဲယူဇနာဘယ်လောက်ခရီးသွားတယ်သူသွားတဲ့ယူဇနာတရားခရီးဆိုတာလူပြေဥပမာပြီးတော့လူသက်တမ်းတရားလို့မှတ်ခင်ယူဇနာတရားဆိုတာဘာတော့ရွာတရွာတွေ့တယ်လို့ပြောခဲ့ဘူးလားမင်းအောင်မကျွတ်တို့လောကကြီးရွာပေါင်းပဲ2ရွာရှိပါလိမ့်မရည်တွက်နိုင်ပါဘူးရည်တွက်နိုင်ပြောရန်ကုန်တို့မန္တလေးတို့မော်လမြိုင်တို့ပသိမ်တို့မြစ်ကြီးနားတို့ခင်ဗျားတို့ကဒီရွာတွေပြောနေတာထမရဲ့ဇာတိကန်တို့ဒါတွေပြောနေတာထမရဲ့ဒီမဲ့တရားနာပြည်သားရွာပေါင်းဘယ်လောက်ရှိတယ်ဆိုတာသိချင်းဒုတိယဖို့စိန်တခြင်းသာကောက်ဆိုလိုက်ဗါတဲ့30တဘုံမှာကျုံရဆုံရဟာဆိုတာလေများမရှိဘူး30ရွာတည်းရှိတယ်ဖွေကြီးမကြီးတို့ရဲ့ခင်ဗျားတို့ကျွတ်တို့နိဗ္ဗာန်မရမချင်းလှက်ပတ်ပြီးတော့မရောက်ဖူးတဲ့ရွာရဲ့လို့မရှိခင်ဗျားတို့ကျွတ်တို့လှက်ပတ်သွားခဲ့တဲ့ရွာတွေက30နဲ့တဘုံ30နဲ့တရွာသာရှိသည်ရွာပေါင်းဘယ်လောက်ရှိအဲ့ဒီ30ရွာတွေကရွာတရွာဝင်နေဆိုတာမနုဿခေါ်တဲ့လူရွာဘယ်ရွာဝင်တာတော့လူရွာဝင်တာပြိဿရဲ့ရွာတဲ့လူပဲ2ယောက်တွေ့တယ်ပြောတော့ပထမလူကဘယ်လိုပြောတယ်ပထမလူကဘယ်လိုပြောတယ်ဝေးနေတဲ့ခရီးကိုဝေးမှမသိပဲနဲ့နီးတယ်လို့အထင်မှအောင်ဖုံးလွှမ်းပစ်လိုက်လို့ပထမလူကအဝိဇ္ဇာလို့ခေါ်သည်ပေါ်လာပြီလူတယောက်ဒေသကြီးပထမလူကဘယ်သူလို့ခေါ်ပါလိမ့်အဝိဇ္ဇာတရားကိုကောက်တော့မောဆိုတာတော့ဟာကြီးပြောင်းပရိသတ်ကြီးအဝိဇ္ဇာတရားကိုကောက်တော့မောဟဆိုတာဘာမှမသိအမိုက်တိုက်ကြီးဘာမှမသိဘူးဆိုလို့နေရာတွေကမှတ်နဲ့ကောင်းတဲ့နေရာတွေကမသိအောင်သူဖုံးတာမကောင်းတဲ့နေရာကြတော့ရှေးဆောင်ဥက္ကဋ္ဌနားလည်အောင်ပြောရတာဒါတွေ့ပြီတရားဒုတိယလူကဘယ်လိုပြောတယ်တော့ဘာစောပါသေးဖြည်းဖြည်းပေါ့တိုင်ပင်ပြောတော့
အထုပ်ကြီးမလိုချင်အောင်ပြောပါတယ်ဘုရားဒုတိယလူကဘယ်လိုပြောတယ်အထုပ်ကြီးကိုမလိုချင်အောင်ပြောတဲ့ဒုတိယလူကတဏှာလို့ခေါ်သည်ဒုတိယလူကဘယ်သူတော့တဏှာတရားကိုကောက်တော့လောဘာလဲတော့ဟဲ့လောဘမြန်မာလူပြန်တော့လုတ်ပတိလောဘလိုချင်တာလောဘဘာတွေလိုချင်ပါလဲကုံလုံးအကုန်လုံးဘေးကကြီးဘာတွေလိုချင်ပါလဲဘာမှချမ်းဘူးလိုချင်တာမှန်သမျှလောဘဒီလိုတွေ့ရဒါကြောင့်ဟဲ့ဓမ္မတဏှာဆိုတာလောဘမိန်းကလေးတယောက်ကယောက်ျားလေးတယောက်လိုချင်မှတဏှာမမှတ်နဲ့ဟဲ့ယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုလိုချင်မှတဏှာမမှတ်နဲ့မျက်စိကထွက်တော့စက္ခုတဏှာနားကထွက်တော့သောတာတဏှာနှာခေါင်းကထွက်တော့ဂါနတဏှာမနောတေချာမနောလူတစ်မျိုးတည်းအမလေးရှင်မင်းသားမင်းသားတထေသားကွဲသလိုပေါ့ပါခုံးတော့ဖက်ကြခေါင်းပေါက်တဲ့လူချင်းပဲမယ်လို့အဲ့ဒီလိုကွဲသလိုတဏှာကလည်းအမီတွေများတဲ့1500ကိလေသာတဲ့ဒီလောဘက150တောင်ဝင်းလူလည်းလုံနေသည်မှန်လားပြိဿကြီးဒါတော့တရားနာပြိဿကြီးဆိုကြပါစို့ဒုတိယလူကတဏှာတွေ့လာပြီနော်နောက်တတိယလူကဘယ်လိုပြပါလဲသူသွားရမယ်လမ်းလည်းညွှန်ပြပါတယ်ဗျာဘယ်လိုပြပါလဲအဲ့ဒီသူသွားရမယ်လမ်းလည်းညွှန်ပြတဲ့လူကတရားနာပြိဿကြီးကံလို့ခေါ်သည်တတိယလူကဘယ်သူပါလဲကံအဲ့ဒီကံက2မျိုးရှိရကုသိုလ်ကံအကုသိုလ်ကံ2မျိုးကပါတယ်လူဘဝလူခန္ဓာကြီးထမ်းပြီးတော့လူဖြစ်တော့မဲ့ဝိညာဉ်ကိုကံတရားကသွားတော့မင်းတော်ဘဝကကုသိုလ်ပြုခဲ့တယ်လို့ဆိုရင်ဖြင့်ချမ်းချမ်းသာသာတိုက်နဲ့ကားနဲ့ရေဒီယိုနဲ့ရွှေနဲ့ငွေနဲ့ပြည့်စုံသွားပြီးတော့နောက်ဘဝလုံးကမယခုလိုကြာလီကတရားဝဲကြီးကျင်းပတဲ့ချိန်ခါမှာဗိမာန်အတွက်လှူခဲ့တဲ့လူလို့ဆိုရင်ချမ်းချမ်းသာသာသွားပြီးတော့ဒီလိုကုသိုလ်ကံကညွန်ပြရတာမှန်လားပြိဿကြီးလူဘဝကိုမင်းဆင်းရဲတဲ့သာသမီဝင်းဖြစ်ပေမဲ့လို့မင်းမွေးပြီးတဲ့နောက်ထီပေါက်လိမ့်မယ်သွားပြီတော့ဒီလိုမင်းမွေးပြီးတဲ့နောက်ငွေတုပ်ကြီးကောက်ရလိမ့်မယ်သွားပြီတော့ဒါကုသိုလ်ကံပြိဿရဲ့ဘာကံတော့နောက်ဘဝကဒါနမပါတဲ့လူဆိုရင်တော့မင်းလူဘဝကြီးဆင်းရဲမွဲငတ်အပြက်နဲ့သွားပြီတော့မင်းအဖေမေကတထေးဖြစ်ပေမဲ့လို့မင်းမွေးပြီးအိမ်ကြီးမိလောင်လိမ့်မသွားပြီတော့အကုသိုလ်ကဘယ်လိုမအောင်မဲလို့မဟုတ်ဘူးနားလည်လားပြိဿကြီးမင်းဒါနမပြုခဲ့တဲ့ကောင်းဆိုရင်တော့လူပြေရောက်လို့ဟဲ့ဒီမှာငွေနှကြက်နဲ့ထီထိုးသိတိပေါက်ပေမဲ့လို့ဝမ်းမြောက်မနေနဲ့မင်းလက်မလူခိုးလိမ့်မသွားပြီတော့မြင်အောင်ပြောနေတာသဘောပေါက်ရလားပြိဿကြီးဒါကြောင့်ကုသိုလ်ကံအကုသိုလ်ကံနှစ်ဖြာကွဲလို့ခမည်းတော်ကျွတ်တို့လောကကြီးထဲမှာဆင်းရဲချမ်းသာဒွန်တွဲနေပါသည်ဆင်းရဲတဲ့လူကြီးရှိရလားပြိဿကြီးချမ်းသာတဲ့လူကြီးနေလို့ရပါမလားတပြေးတဲ့တညီတွေကိုဖြစ်ပါမလားဖြစ်ဘူးဗျကိုဖြစ်ခြင်းလို့ဖြစ်ဘူးသူဖြစ်ခြင်းလို့ဖြစ်သူဖြစ်ခြင်းလို့ဖြစ်တာပါလေကိုပြုတ်ခဲ့တဲ့ကံသဘောပေါက်လားပြိဿကြီးဒါကြောင့်တရားနာပရိသတ်ကြီးအဝိဇ္ဇတဏှာကံဆိုတဲ့လူ3ယောက်ကပေးလိုက်သည်အထုပ်ကြီးဘာကြီးတုံးပရိသတ်ကြီးအထုပ်ကြီးဆိုတာခန္ဓာဝန်တုပ်ကြီးကိုဆိုသည်ဘာတုပ်ကြီးတော့ဘယ်လောက်လေးတယ်လို့ဘုန်းကြီးပြောခဲ့ခွက်30အချိန်30ပြောခြင်းဟာပြောဖို့လေးတယ်မှန်ပြောရတာပေါ့ဗျာတချို့အချိန်30ပဲကကျွတ်တို့တရားနာပြည်သားဟောဟိုဘက်ဟင်္ဒရာကဒီဘက်ကူးလိုက်တော့ဇလွန်ဘူတာမှာချိန်ကြည့်ကြတာကိုကလေးတွေရတဲ့အချိန်28ပိတ်သားနဲ့30ကျော်နဲ့ကျုပ်ကိုကျုပ်ချိန်ကြည့်45ပိတ်သားရှိဟာငါနဲ့ဘူးဟာဘာရင်းများပို့နေမသိ45ပိတ်သားဒါတော့မှန်ပြောရတာဘောတရားနာပြည်သားငွေကစားလေးဘယ်ရှိလိမ့်မတော့တရားနာပြည်သားရှိပါမလားပြည်သားကြီးဥပမာဆိုတာမှန်ပြောရ
ကျွတ်တော်မန္တလေးနိုင်စင်နာတွေ့တဲ့မိမကြီးလို့ဆိုရင်တရားနာပိဋကဘယ်ခွက်30ကလေစိုက်ကားမှတင်မဖြစ်ပဲနဲ့စိုက်ကားသမားလက်ရခေါ်တယ်ဟိုကနှာခေါင်းရှုံရှုံနဲ့သွားတယ်ဟိုရောက်တော့သူကစိုက်ကားနောင်ပြီးတက်လိုက်တယ်စိုက်ကားသမားပဲလက်လန်မဖြစ်ဘူးတဲ့ခင်ဗျမဲရပါတယ်ငါရှေ့ရတက်ဒီနောက်ကမှမရတာသူကရှေ့ရတက်ရှေ့ကတက်တော့တင်ပစုံကြီးနှစ်ခုကဘွေးထွက်စိုက်ကားနဲ့ဂွင်မကြဘူးစိုက်ကားသမားပေါင်နဲ့သူ့တင်ပစုံကြီးနဲ့ပေါ့နေတော့ဖြစ်ပေါအောင်ရတယ်ခင်ဗျကျိုးကုန်လိမ့်မယ်တဲ့စိုက်ကားသမားလက်လျှော့သွားဆင်းနေရဲ့နောက်မြင်းလဲသမားလှမ်းခေါ်မြင်းလဲနောက်ချီနှင်းကုန်ပေါ်တက်တာမြင်းကြီးပဲလဲလာတော့မပြေဘူးတဲ့ခင်ဗျဖြစ်ပါတယ်တဲ့မင်းအောက်ဆင်းနဲ့လက်တံကင်ထားတဲ့မြင်းလဲလက်တံကင်ထားနောက်ကတက်လို့တရားနာပိဋကဟိုလက်တံကင်ထားလို့ပက်လက်တော့မလန်ဘူးပေါ့ဒါသည်သူ့ပေါင်နှလုံးကမြင်းလဲအပေါင်းနဲ့မတော်ဖြစ်ပါဘူးဗျာလို့ဟိုကစိတ်ပြက်လို့ပြောတော့တော့မကွယ်ရတယ်ငါဖန်ကလျှောက်ပါတော့သူ့ဘာသူမလျှောက်သူ့ဘသူကတင်ဖြစ်လို့အဲ့ဒါလောဝရာကြီးကြတော့လေတရားနာပိဋကကြီးခွက်30ကပါမလားမှန်ပြောရတာဗျို့ဝိပဿနာဆိုပြီးဒီကျုပ်ဝိပဿနာကတော့ဒီတိုင်းပဲနော်နားလဲတဲ့စကားလုံးဟောအောင်မှာဒါကျုပ်တတ်တဲ့နည်းပါပြိဿကျုပ်တဲ့သားတဲ့ပုဂ္ဂိုလ်များရဲ့နားလဲအောင်ပြောနိုင်တဲ့ပုဂ္ဂိုလ်များရဲ့ကျွတ်တို့တဲ့တတ်ကျွမ်းတဲ့ဆရာတော်များရဲ့တရားတွေနားနိုင်အောင်ကျုပ်ကလှေကားတွေတတ်ပေးနေတာနော်မှန်လားတရားနာပြိဿကြီးကဲဒီတော့တရားနာပြိဿဆက်ကြအောင်ဆိုခွက်34တဲ့ဆိုတာခန္ဓာဝန်တို့ဘာတို့ဒီအထုပ်ကြီးပေးလိုက်တော့အတွင်းကဘာတွေပါတယ်လို့ပြောခဲ့တော့အပဝတ္တောရေဆိုတာဥသိဥမအစာတိအစာဟောင်းတလိပ်သွေးပြည်ကြတွေကိုဆိုသည်အထုပ်ကလုံရဲ့လားအပေါက်ကလေးပဲနှစ်ပေါက်ပါတယ်အပေါက်9ပေါက်ဆိုတာဓွာရ9ပေါက်ကိုခေါ်သည်အပေါက်9ပေါက်ဆိုတာဘာတော့ဓွာရ9ပေါက်ဆိုတာဘုန်းကြီးတို့အကုန်ရေတွက်ပြလို့မကောင်းဘူးအိမ်ကျမှတွက်ကြည့်9ပေါက်ငါကြီးစရာတော့မှတ်မသွားနဲ့နော်တချို့တွက်ဖူးတာမဟုတ်ဘူးမဲသူများပြောတာဓွာရ9ပေါက်ပိုးနောက်တရားတော့ဖွားဖွားရန်တုံနာတွက်ဖူးတာမဟုတ်ဘူးအိမ်ကျတွက်ကြည့်ဓွာရ9ပေါက်ကိုမသိသူများမေးမသိရမမေးနဲ့ယောက်ျားချင်းမေးဟုတ်တယ်9ပေါက်မပြည့်ရင်မိမချင်းမေးလင်းနေမရတော့ကျုံဆိုလိုဘူးသူတို့ထူးတာတွေမဟုတ်လို့ဟုတ်တယ်ဒါပြောပါသေးတာကိုအဲကြောင့်မှတွေ့ကြည့်9ပေါက်ဒီထဲမန္တလေးစိန်မဟောတော့ကျုံမမေးနဲ့လို့မေးကြလို့အချင်းချင်းလို့ပြောတာဒါတရားပွဲလဲသိရောမိမကြီးတယောက်ကတပည့်တော့9ပေါက်မပြည့်လို့တွေ့ပြရလားမိမနဲ့ပိတ်ထားရတာနဲ့ဇွတ်လာမေးဒီတော့ကျုံလဲစိတ်ပေါက်ရှိတာနဲ့အေးခင်ဗျားယောက်ျားကြီးသွားမေးပါတပည့်တော့ယောက်ျားကြီးမရှိဘူးအပြိုကြီးဖေရဆိုမလို့ကျုပ်ပဲလဲလာရောဗျာငါဘာကိုမှောက်လို့ဒါတော့တရားနာပရိသတ်ကြီးအဲ့ဒီဓွာရ9ပေါက်ကခင်ဗျားတို့ကျွတ်တို့ခန္ဓာကိုယ်ကြီးတွေကယိုစီးထွက်ကြတာတွေကယွန်းစရာမကောင်းဘူးလားယွန်းစရာမကောင်းဘူးလားဒုတိယပြီယွန်းစရာမကောင်းဘူးလားခင်ဗျားတို့ခြေလမ်းဘယ်နဲ့လုံးနောက်ဆုံးယွန်းစရာမကောင်းဘူးလားမေးရကောင်းပါတယ်ဗျာသိတော်မြင်းနေခွာလိုက်မြင်အောင်ပြောနေတာဖြေရမှာလည်းဒီတိုင်းပဲဖယ်ကြီးမေကြီးတို့အဲ့ဒီယွန်းစရာတွေကောင်းတယ်လို့ထင်းနေလို့နိဗ္ဗာန်မဝင်တာအလွန်ရှင်းပါသည်ကျုပ်ထားကြောင့်ဆက်မေးနေပါသည်မျက်စိလဲမနေပါနဲ့မျက်စိမလဲအောင်မေးလိုက်တော့မယ်အဲ့ဒီဓွာရ9ပေါက်ထဲကယိုစီးထွက်ကြတဲ့ယွန်းစရာတွေကကောင်းသလားမကောင်းဘူးလားဟန်လို့ပြောလိုက်ရအာနာစရာကြီးနော်ထမေးရခုမှဘယ်သမားများလို့3လက်1လက်တော့ဆွဲကြပေါ့အဲ့ဒီယိုစီးထွက်ကြတာယွန်းစရာကောင်းတယ်လို့ထင်းတဲ့သူတော်စင်တွေနိဗ္ဗာန်ဝင်ကုန်ပြီခမည်းတော်ကျွတ်တို့ကကောင်းတယ်လို့ထင်းနေသေးလို့မဝင်နိုင်ကြပဲကောင်းတယ်လို့မထင်တဲ့သူတော်စင်တွေဝင်းကုန်မလားပြိဿကြီးနိဗ္ဗာန်ကဲဆိုကြပါစို့ဗျာဓွာရ9ပေါက်ယိုစီးထွက်ကြပုတ်သိုးတွေဒါတွေလူ3ယောက်ကပေးတဲ့တရားနာပြိဿထုတ်ကြီးပိုးဖက်ကတိပါနဲ့ထုတ်တယ်လို့ပြောခဲ့ဘူးလား
ိုးဖဲကလေးပါနဲ့ထုတ်တယ်ဆိုတာအခုခမရတို့ဝတ်နေကြတဲ့နိုင်လွန်တို့ပါတိတ်တို့ပရိုကိတ်တို့တထွန်းတို့တက်ထွက်တို့ဖောက်ခရစ်တို့ဖောက်ရှားတို့ပလတ်စတိတ်တို့အမလေးနဲပေါင်းများအဲ့လေအလတ်စတိတ်ခေါ်တော့မခေါ်ရပါဘူးခင်ဗျားတို့ဟာဒီဝတ်ဆန်းဆင်ရင်နေကြတာကိုဆိုတယ်တရားနာပိဿပြီးတော့ရှိသေးခေါင်းလောင်းနေပါလေစွတ်ကြတာပေါ့လေဟဲ့နားလဲအောင်ပြောနေတာဟဲ့ပိုးဖန်ကလေးပါနဲ့ထုတ်တယ်ဆိုတာတုတ်တင်တဲ့လူမြင်ကောင်းအောင်လုပ်တယ်ဆိုတာဝတ်ဆန်းဆင်ရင်နေကြတာကိုဆိုပါသည်မှန်လားပိဿကြီးအဲ့ဒီလိုဝတ်ဆန်းဆင်ရင်ပြီးတော့ထုတ်လာတဲ့အထုပ်ကြီးလူ3ယောက်ကပေးထားလားသူပိုင်လားပိဿလူ3ယောက်ကဘယ်သူတွေပါလဲအဝိဇ္ဇာတဏှာကံဘယ်သူတွေပါလဲလူ3ယောက်ကပေးလိုက်ယောက်ျားဖြစ်ထိုက်တော့ပုံပါဝယောက်ျားတို့ပေါ့ဗျာမိန်းမဖြစ်ထိုက်တော့လေအဋ္ဌိပါဝမိန်းမတို့ရလာကြဒီတော့မင်းရအောင်မတရားနာပိဿကြီးယောက်ျားရဲ့လို့ဖြစ်လာတော့ဘယ်လိုဖော်ရှာရတော့မိန်းမဖော်ပေါ့ဗျာရှာဘူးတဲ့တကားကြီးရဲ့မြုံနေရှာဘူးသားနဲ့ပိဿကြီးမိန်းမရဲ့လို့ဖြစ်လာတော့လောကကြီးဘယ်လိုဖော်ရှာရတော့လူလေတွေသူတို့လှည့်ကြဂုတ်ထိုင်မိန်းမတွေကြမှာမပွင့်တပွင့်နဲ့ယောက်ျားရှာရအာကလူတွေလူလေတွေပါဆိုမှကို့အတွက်တုန်းကပြောပေါ့ခုမိန်းမတွေအတွက်ကြမှာယောက်ျားရှာရဘယ်လိုလူတွေမှမသိဘူးအဲရှိပါစီတော့အဖော်ရှာကြတယ်ဗျအဖော်ရှာတော့တရားနာပရိသတ်ကြီးအထုံများပုံကြုတ်ပြောတော့မယ်အဖော်ရှာလို့ရလာလို့လင်းရင်မရရင်လို့ဖြစ်လာတော့ဘယ်နှထုပ်ဖြစ်တော့နှထုပ်ကိုယ်ပိုင်ထင်မလားဘူးလားအဝိဇ္ဇာတဏှာကံပေးတဲ့လူအထုပ်ကြီးကိုကိုယ်ပိုင်ထင်မလားဘူးလားငါလင်းနဲ့ငါမရတဲ့ကိုယ်ပိုင်ထင်လာပြီအထုပ်များလာပြီတရားနာပရိသတ်ကြီးမန္တလေးမြို့မှာဒီကနေ့မိမတယောက်သေးနေတဲ့ပရိသတ်သေးတဲ့လူဆိုတာမြို့ကြီးတဲ့နေရာဖမ်းတုတ်ရဘယ်ရွာမှာဘသူသေးတယ်ဆိုအိမ်ကြီး90ရှိတဲ့ရွာဒီကနေ့မသေးတော့ဘယ်နဲ့လုံလို့ရန်ကုန်ဆိုတော့တယောက်တော့အပြုတ်ပဲမန္တလေးဆိုတော့တယောက်ဆိုအပြုတ်ပဲလူမသေးတဲ့ရက်မှမရှိပဲလူများစုတွေကတယောက်တော့သေးပြီမန္တလေးမိမတယောက်သေးနေတဲ့ဟောဒီရန်ကုန်ကယောက်ျားတွေကပူရဲ့လားဘယ်ပူလိမ့်မလို့သူ့ဘာလို့ဘလို့သေးသေးငါနဲ့ဘာဆိုင်ညိုဒီလိုကိုဗျဟောဒီရန်ကုန်မြို့မှာမိမတယောက်သေးနေသည်သေးတယ်မိမရဲ့ယောက်ျားပူပေဘူးလားပူရောပေါ့ငါမရကိုဒီလိုဆွဲထားကိုယ်ပဲထင်ပုံနဲ့မြင်အောင်ပြောနေတာတရားနာပရိသတ်ကြီးမန္တလေးမှာယောက်ျားတယောက်သေးနေသည်ရန်ကုန်ကမိန်းမတွေငိုရဲ့လားငိုပါဘူးဗျမန္တလေးမှာယောက်ျားတယောက်သေးလို့မငိုပေမဲ့ဟောဒီရန်ကုန်ယောက်ျားတယောက်သေးတော့သေတဲ့ယောက်ျားရဲ့မိန်းမငိုဘူးလားငိုရောပေါ့ဗျာငါလင်ငိုဒီလိုဆွဲထားမှန်လားပရိသတ်ကြီးတိုင်းနှစ်ထုပ်ကိုယ်ပိုင်ထင်လာပြီဒီနှစ်ထုပ်ကဒီတိုင်းရနေပါမလားဘယ်ရမလို့များအထုပ်ကြီးနှစ်ထုပ်ရှိမှတော့အထုပ်သေးသေးလေးတွေထွက်သားထုတ်သမီးထုတ်ပြောတာထွက်ခုလားပြိဿကြီးအဲတားယောက်ျားလေးမွေးဖွားရဆိုကြပါစို့ဗျာဘယ်နှထုပ်ဖြစ်လား3ထုပ်နော်လက်ချိုးမှန်နော်ဖေးရမေးရ2ထုပ်တားယောက်ျားလေးက3ထုပ်အဲ့ဒီတားယောက်ျားလေးအရွယ်ရောက်တော့တရားနာပြိဿကြီးချွေးမလေးရှာပေးလိုက်တော့ဘယ်နှထုပ်ဖြစ်တော့ကာဘူးထင်းနေနော်မယုံမဲ့ကျုပ်ကမျက်စိလဲသလားခမည်းတော်ကလဲသလားလင်းရမရရဲ့နှစ်ထုပ်သားလေးရလာတော့3ထုပ်ချွေးမလေးရှာပေးလိုက်တော့ဘယ်နှထုပ်တော့ကာဘူးထင်းနေနော်မျက်စိတော့လဲတော့မှာဒါပေမဲ့လို့အထုပ်များပုံကျုပ်မြင်အောင်ပြောမယ်4ယောက်ပါဖယားဆိုတာမှန်ပါတယ်ဒါပေသည်ကျုပ်ကမကဘူးထင်နေဆိုတဲ့လိုက်လာတဲ့အထုပ်တွေပြခြင်းလို့လင်းရမရရဲ့နှစ်ထုပ်သားလေးရလာတော့3ထုပ်ချွေးမလေးရှာပေးလိုက်တော့4ထုပ်ခမည်းတော်က4ထုပ်လို့ဖြေလိုက်ပေးမှကျုပ်ကတော့အများကြီးထင်တယ်နောက်ကပါလာတဲ့ခမီးခမဲ့တို့ရလာရောက်ခမတို့ရောက်ခထီတို့
ရောက်ခမရှိမှရောက်ကတိရှိရမတက်ကြလာလိမ့်မရောက်ဖားတို့မရောက်ဖဲနဲ့ဖားတာတို့မတက်ကြရောက်မတို့ကြကြဇွန်းတို့ရောက်မနဲ့ဇွန်းကနီးလို့ပါသွားတာမိဖို့ကြောင့်နဲ့ဒါကြောင့်တရားနာပရိသတ်ကြီးခင်ဗျားတို့တွေအဲ့ဒီကဲ့သို့အထုပ်တွေများလာပုံသဘောပေါက်လောက်ပြီးပေါက်ရလားပြိဿကိုယ်ပိုင်ထင်းလာပြီးရွှေမျိုးဆိုတာထုတ်တယ်မျိုးဘယ်ကြောင့်မှကလေးမလေးတယောက်နေမကောင်းလို့တဲ့လို့ဆိုတော့ဩတဲ့ကိုနဲ့တော့ဘာမှဆိုင်ဘူးပေါ်တဲ့ဒါပေသည်တမက်ရဲ့နှမအရင်ဆိုတော့မသွားမကောင်းဘူးမူလားတဲ့ထင်းလာပဲပြိဿကိုယ်ပိုင်နဲ့ကိုယ်ဆိုင်တယ်လို့ဒါကြောင့်ထုတ်တယ်များလာပြီးဘေးသားကြီးကြုံမင်းရအောင်မယ်ဩခမည်းတော်လက်ခွလက်မှာအထုပ်တထုပ်ပြီးကြတယ်လို့မပြောခဲ့ဘူးလားအထုပ်တထုပ်ပြီးကြတယ်ဆိုတာလူတယောက်သေးတာကိုဆိုသည်အထုပ်တထုပ်ပြီးကြတယ်ဆိုတာဘာပြောတာပြူရင်းပြင်းရင်းနဲ့သေဘူးလားပြိဿအဲ့ဒီအထုပ်ကြီးနာမှာထိုင်ပြီးတော့ငိုတဲ့ခကြီးသွားဆိုတာလူတယောက်သေးလို့ငိုတာကိုဆိုသည်လူတယောက်သေးတော့ငိုဘူးလားမင်းအောင်လူတယောက်သေးနောက်ကဘယ်နှယောက်လောက်ဝိုင်းငိုကြရွှေမျိုးစုလောင်မီးကိုကြငိုကြတာချုံမိမတွေကငိုကောင်းဟုတ်တယ်တော့ငိုကောင်းတာငိုတာကိစ္စမြင်တခါကျွတ်တို့ဘုန်းကြီးတွေပါနာခက်ဟုတ်တယ်ကျွတ်တို့ဂျန်ဒီကမဖွားဤတဲ့80ကျော်ပြီသူ့ယောက်ျားကြီးကဦးမြင့်တဲ့သမီးလေးတယောက်မွေးထားမိအေးတဲ့တယောက်တည်းနောက်တရားနာပြိဿအဖိုးကြီးကသေသွားရောအဖိုးကြီးသေသွားတော့မိအေးသူမကြိုက်တဲ့သမက်နဲ့ရရောသူသဘောမတူတဲ့ယောက်ျားနဲ့ရတော့နင်တို့နဲ့မနေဘူးငါယဟန်တန်ငါနာသေမယ်ဆိုပြီးတော့80ကျော်ဖွားကြီးကျွတ်တို့ကြောင်းရောက်ဘုန်းကြီးတွေနဲ့နေပါများတော့လေတရားနာပြိဿပြောဆိုကစဘသူကခေါ်လိုက်ဖွားဤဘုရားဗျာထွေးစားပြီလားတပည့်တော်မှပြီးပြီဗျာဘုန်းကြီးတွေနဲ့အနေများတော့မှားကုန်တာပေါ့နောက်တရားနာပြိဿဒီလိုနေရင်နဲ့သူသဘောမတူတဲ့သမက်ကသေရောပြုသမက်လည်းသေရောဟောသေတာကတယောက်တည်းလေသုံးလောင်းဖြစ်အောင်ငူသုံးလောင်းဖြစ်အောင်ငူတယ်သေတာကသမက်တတာကလေးနောက်ဆုံးဘုန်းကြီးပြန်နဲ့သိဟုတ်တယ်သေတာကသမက်တတာကလင်နောက်ဆုံးဘုန်းကြီးပြန်နဲ့အဆုံးသတ်နားထောင်ကြည့်သေတာကသမက်ငိုလိုက်ပုံကနားထောင်မောင်ကြီးမြစ်ကအဖွားကြီးကိုဗျ80ဆိုတော့မောင်ကြီးမြစ်ကတပည့်တော်မှလာကြည့်လဲပါဘုန်းကြီးပြန်နဲ့အသက်ဒါကြောင့်တလောင်းနဲ့သုံးမသာဖြစ်အောင်ငိုပါတယ်ပြောမှာငိုတာရှိစေတော့ဗျာကျွတ်တို့ဝိပဿနာခန္ဓာပါဒဇက်ွက်ပြည့်သွားရောနားလည်အောင်သာဟောရတာဝိပဿနာပြီးမပြင်းအောင်ဟောယူရပါတယ်ဗျာမှန်လားပြိဿကြီးကမျက်စိတဆုံးမြပြင်းလို့ပြန်ပြေးတာကျုပ်ကလက်မခံနိုင်ဘူးပြန်မခံပေသည်အိမ်အလုံးရှိလို့ပြန်တဲ့လူတွေကျုံတတ်နိုင်မှုပေါ့ရှင်မယားညအလုံးရှိလားညအလုံးကတစ်မျိုးလေမသေးချာနားထောင်ပါဘူးဆုံးအောင်ညကြီးနာပဲဒီလူတွေမနဲ့ဈေးသွားရအောင်မယ်တော်ပါပြီဖြေလဲပြေမဲ့လူတွေမှမဟုတ်ပဲဘာတွေရှောက်တွေးမှမသိဒါကြောင့်တရားနာပိဋကရှိကျုပ်ကအရင်လူအပြန်မခံဝိပဿနာပဲမဲ့နားလည်အောင်ဟောရတယ်ငိုတဲ့နေရာကထွက်သွားတာကိုင်းပြန်ဆက်ကြစို့အထုပ်တထုပ်ပြေကြလို့ငိုတယ်ဆိုတာလူတယောက်သေးလို့ငိုတာကိုဆိုပါသည်မှန်လားပိဋကကြီးလူတယောက်သေးလို့ငိုတယ်ရွှေစုမျိုးစုလောင်မီးကြလို့ဒီလိုနဲ့ငိုရင်ပြုတ်ရင်ငိုရင်နဲ့ယူဇနာတရားမရောက်ခင်ထုတ်တဲ့ကုံနဲ့ဆိုတာကျွတ်တို့သက်တမ်းတရားမပြည့်ခင်လူတွေသေးကုန်ကြတာကိုဆိုပါသည်သေဘူးလားပြိဿအသက်တရားမပြည့်ခင်ကုန်ဘူးလားပြိဿသက်တမ်းတရားဆိုပြီး95 80နေရဖို့ခရင်တဲ့လူတွေကိုဒါတော့မှန်ပြောလိုက်တာရှင်မယားတရားကျော်တချို့မသေးဘဲနဲ့ကြမ်းနေပါသေးတယ်မလုံနဲ့သူလည်းသွားမှာပဲနော်ဒါမြင်အောင်သာပြရတကိုမှန်လားပြိဿဒါတော့တရားနာပြိဿကြီးခမည်းတော်ကျွတ်တို့ရလာတဲ့ခန္ဓာကိုယ်သည်
ကိုယ်ပိုင်မဟုတ်လူ3ယောက်ကပြေးလိုက်တဲ့အထုပ်ကြီးမို့ခင်တွဲနေစရာလိုသေးသလားမလေးငါလှလိုက်တာဆိုပြီးတော့မန်ဝင်းနေစရာလိုသေးသလားအေးငါရုပ်ဆိုးလာကြီးရဲ့လို့လဲစိတ်ပြက်နေစရာလိုသေးသလားလိုဘူးဟဲ့လူ3ယောက်ကပေးတဲ့အထုပ်လှတဲ့လူတွေကမန်းတဲ့အယုတ်ဆိုးတဲ့လူတွေကစိတ်ပြက်ပါနဲ့အယုတ်ဆိုးလို့လဲကာမတတ္တဝါဆိုတော့သူ့ကိုနဲ့သူ့ဆံတန်ယုံနဲ့အယုတ်ဆိုးလို့မရတာလောကမရှိပါဘူးခြေလက်မပါလို့မြေထဲမျောလာတဲ့ပေါင်တူကြီးမိဖုရားကကောက်ကြိုက်လိုက်သေးဘာပြောကျင်သေးကာမတတ္တဝါအာမလျှော့နဲ့အယုတ်ဆိုးလို့သူများကိုတချို့ကသွားကြက်ကြီးတယ်ရမ်းမကြက်ကြီးနဲ့ဗျသူခါနဲ့သူတော့တဲ့လို့တချို့ကခင်ဗျားတို့ကသူများသွားခေါ်တာသွားကြက်မလေးသူသွားရက်ခေါ်တာဥရှိသီးစားဖို့ကောင်းတာဥရှိသီးမကလို့ဘာချစ်စားကိုနဲ့ဘာဆိုင်ခင်ဗျားတို့ကသွားခေါ်လို့ကြက်ကြီးတာဗျအကြိုက်တွေ့တော့ဘာပြောတယ်ထင်သဘောလေးနဲ့အမေပြုံးနေတယ်လို့ပဲကွဟိုဖြင့်ခေါ်လို့စီမရဒါပြုံးနေတယ်လို့ထင်သူ့အကြိုက်နဲ့သူတော့ရှိတာပဲပြိဿတချို့ကသူများမျက်လုံးမဲတာသွားကြကြီးမလေးသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကြာနာတဲ့ကြာရင်ပိတ်တော့မှာတဲ့မကြီးဝင်ကြာနာပဲတဲ့ဘာဖွင့်ဖြစ်ဖြစ်ကိုနဲ့ဘာဆိုင်လို့ခင်ဗျားတို့ကမျက်လုံးမေးလို့ကြကြီးတာအကြိုက်တွေ့တော့ဘာပြောတယ်ထင်မျက်လုံးလေးကိုကအိတ်နေတယ်လို့ပဲဟိုပြမေးလို့ဖွင့်မရဒါကြောင့်အယုတ်ဆိုးလို့လဲစိတ်မပြတ်နဲ့ရုပ်လှလို့လဲမမတက်နဲ့ကိုယ်ပိုင်မဟုတ်လူ3ယောက်ကပေးလိုက်တဲ့အထုပ်ဆိုတာပရိသတ်ကြီးသဘောပေါက်မလားဒါဖြင့်ခမည်းတော်ကျွတ်တို့တန်တရားတခွင်ပြည့်စင်အောင်ဒုက္ခတွေဖြစ်အောင်လုပ်နေတဲ့ဒုက္ခဖြစ်အောင်ဟောဒီခန္ဓာကြီးကိုကူလီအဖြစ်နဲ့အထမ်းခိုင်းနဲ့မလီလွဲနေသည်အထမ်းခန်းတော်ဖြစ်သူ့ပါဘူးစကလိန်နဲ့မှတ်ချင်မှတ်ဖို့အထမ်းခိုင်းနဲ့တရားခံကိုရှာလိုက်တော့ဗါတယ်ဆိုလိုက်စမ်းမအဝိဇ္ဇာတဏှာကံလူ3တန်ပေးပြန်ဒုက္ခန္တာအဝိဇ္ဇာတဏှာကံလူ3တန်ပေးပြန်ဒုက္ခန္တာကဲတရားနာပြေသာလူ3ယောက်အဝိဇ္ဇာတဏှာကံပေးလိုက်တဲ့ဒီခန္ဓာကြီးကိုယ်ပိုင်မဟုတ်ဘဲနဲ့ထမ်းနေရသဖြင့်ဒီခန္ဓာဝဉ္ကြီးစွန့်ပြစ်မှချမ်းသာမှာလားပိဋကကြီးထမ်းထားမှချမ်းသာမှာလားစွန့်ပြစ်ခြင်းစိတ်ကလေးများပေါ်ပါလားပိဋကစွန့်ပြစ်ခြင်းစိတ်ကလေးတွေပေါ်ရင်ဖြင့်ဘယ်အထိအောင်စွန့်ရမှာတော့ဆိုတော့အစပြောင်းဒီဘဝသေးုံမလုံးနဲ့မှန်လားပိဋကကြီးဗါတယ်ဆိုလိုက်စမ်းမပါရာနိခေပနံခန္ဓာဝန်ကိုအာသွန်ကြိုးပမ်းမထမ်းမရွက်ဖဲနိဗ္ဗာန်သို့ရောက်အောင်အစပြောက်စွန့်ပြစ်လိုက်ရခြင်းသည်သာဓုခေါ်ရအောင်မဲတင်ထားနော်အာရပါရကြီးခွန်လိုက်ဆောင်မှာကျဲကျဲလောင်လောင်လေးသာဓုပြော့ညံ့ညံ့လုံမနေပါနဲ့နော်အာရပါရခင်ဗျားတို့မြောက်မယ်ဆိုရင်ဘုန်းကြီးတွေသာဓုနဲ့သာမြောက်ကြဘုန်းကြီးတွေကလေချောင်းကွဲအောင်អော်တယ်ဗျဒေသကြီးဘုန်းကြီးတွေဗာနဲ့မြောက်အောင်မှာတော့သာဓုနဲ့မြောက်ဟောတဲ့ဘုန်းကြီးအားရှိအောင်ဒါနနဲ့မြောက်ကြောင်းဆောက်ပြီးမြောက်ပိမှန်ကြီးတွေဆောက်မြောက်ဒီလိုမြောက်အောင်မှာမမြောက်တဲ့နာနဲ့သွားမမြောက်နဲ့ရေဒီယိုနဲ့ကက်ဆက်နဲ့မမြောက်တဲ့နေရာမမြောက်နဲ့ဒါပတိကက်ဆက်လှူမဲ့စိတ်ကူးလဲလှူပါရပါတယ်ဟုတ်ဘူးမမြောက်တဲ့နေရာမမြောက်နဲ့ပရိသတ်မမြောက်တဲ့နေရာမြောက်တော့ဘုန်းကြီးတွေဒုက္ခဖြစ်လို့ပြောတာဒီပြန်မကြည့်နဲ့မြုံနဲ့ရှေးတုန်းကကျောင်းသားလေး2ယောက်ကဘုန်းကြီးတစ်ပါးမြောက်တယ်ငါးပါးမှောက်ဘူးမှောက်ရောဘိုးပရိသတ်ကျောင်းသား2ယောက်ကနောက်ကဘုန်းကြီးတစ်ပါးကရှေးကအလှူကပြန်လာကြပြောတယ်ကျောင်းသား1ယောက်ကမကားဘူးမကြားဘူးကဟေးဘုန်းကြီးတဲ့ငါဘုန်းကြီးကလမ်းသွားမြတ်နေကွာအခုတော့ခတ်တော့လေးလှမ်းဝေးရဟုတ်ကဲ့ကွာငါဘုန်းကြီးကသိမ့်သွားတယ်မင်းကြည့်ကွာလို့မဲကတော့လှမ်းကျောင်းသားတွေကမြောက်နာငါဘုန်းကြီးမြန်လဲကွာမဘုန်းကြီးမြန်လဲကွာနောက်ပိုင်းကိုတော်တော်ဧကတိပခုံးတင်ဒုံဆိုင်ရဒုံဆိုင်တော့ရှေ့ရတကားတယောက်ကလှမ်းပြောတယ်ကိုတော်ဘုန်းကြီးကဘယ်နဲ့ပြေးတာကိုတော်တို့ကြီးညိုစရာမဖြစ်အောင်ဘုန်းကြီးကဘယ်နဲ့တော့ပြေးတာတော့ဒီတော့ဘုန်းကြီးကဘာပြောတော့ဟာတကားနင်းဖွေလေးတွေကနောက်ကမြောက်ပေးမြောက်မသိရတဲ့ပြေးတာသူတို့လည်းသူတို့ပါပဲဗျ
ဒါကြောင့်ဝိသကြီးမမြောက်တဲ့နေရာမြောက်ရင်ဒုက္ခဖြစ်တတ်တဲ့တာရုနဲ့မြောက်သွားလိမ့်မယ်အာယူထားကြနော်ဘာတဲ့ဆိုလိုက်စမ်းမဒုက္ခလူချမ်းသာနာချမ်းသာယမချမ်းသာတို့ထဲအချွန်ဆုံးအလွန်ဆုံးအချမ်းသာဆုံးကြီးအစီဖြစ်ပါဝေသရီ